Hello မင်္ဂလာပါဘလုံးပရိသတ်ကြီးခင်ဗျာ Libra KKG Football News Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ယခုတစ်ပတ်ပြင်သစ်လီဂူပွဲစဉ်တစ်ပွဲဖြစ်တဲ့ Nice အသင်းနဲ့ Marseille အသင်းတို့ရဲ့ပွဲစဉ်30ချက်အနေနဲ့အချက်လက်တွေနဲ့ကျွန်တော်သုံးသပ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ Marseille အသင်းကတော့ PSG အသင်းကိုနံပါတ်ကွာအနေထားနဲ့ဒုတိယနေရာကနေပြီးတော့တွန်းအားပေးနေပါတယ် Nice အသင်းကတော့အဆင့်6မှာရပ်တည်နေပါတယ်ခင်ဗျာ Nice အသင်းကတော့လက်ရှိရလက်အနေနဲ့နောက်ဆုံးကန်ထားတဲ့10ပွဲမှာ4ပွဲနိုင်4ပွဲရှုံး2ပွဲတည်ဆိုတဲ့ရလက်နဲ့ရလက်အကောင်းကြီးတော့မဟုတ်သေးပါဘူးခင်ဗျ။မာစီအသင်းကတော့9ပွဲနိုင်2ပွဲရှုံး1ပွဲတည်ဆိုတဲ့ရလက်နဲ့အကောင်းဆုံးဖြတ်တန်းနေပါတယ်။ခြေစွမ်းကောင်းတွေရရှိနေပါတယ်။အိမ်ဝင်းကန်ထားတဲ့ Nice ရဲ့အိမ်ဝင်းကန်ထားတဲ့6ပွဲလုံးမှာ4ပွဲနိုင်နဲ့1ပွဲတည်ကြားတယ်1ပွဲရှုံးတယ်10ဂိုးသွင်းပြီးတော့5ဂိုးပေးထားတဲ့အမှတ်73မှတ်ရရှိတယ်ဆိုတာအိမ်ဝင်းလည်းကောင်းတယ်ဆိုတဲ့အနေထားရပြောလို့ရပါတယ်မာဆေးတင်းကလည်းအဝေးကွင်းနေထားမှာအဆင့်3တိရှိပြီးတော့3ပွဲနိုင်နဲ့3ပွဲရှုံးနဲ့9ဂိုးသွင်းပြီးတော့5ဂိုးပေးထားတဲ့အနေထားရှိပါတယ်ခင်ဗျာNice တင်းကတော့12ပွဲကန်ထားပြီးတော့18ဂိုးသွင်းပြီးတော့18ဂိုးပေးထားတဲ့အနေထားရရှေ့တန်းအောင်နောက်တန်းအောင်အရင်ကြီးအကောင်းကြီးတော့မဟုတ်ပါဘူးခင်ဗျာမာဆေးတင်းကတော့သွင်းဂိုးအနေနဲ့12ပွဲမှာ28ဂိုးတိရရှိပြီးတော့ပေးဂိုးလည်း17ဂိုးတိရှိတယ်ဆိုတော့တိုက်စစ်ကိုအခန်းစစ်ကိုကောင်းတဲ့အသင်းတော့ဖြစ်နေပါတယ်ခင်ဗျာကျွန်တော်တူတဲ့တယောက်တည်းသုံးသက်ချက်အရာဒီပွဲကိုမာဆေးသင်းအနိုင်ရရှိသွားလိမ့်မယ်လို့သုံးသပ်ထားပါတယ်ခင်ဗျာဘောလုံးသတင်းများနဲ့သုံးသက်ချက်များကိုအမြဲတမ်းသိရှိနေအောင် Libra KKG page ကို like and follow လေးလုပ်ထားပေးပါ